တီတော်ထဲမှာဘလူးတကောင်တောင်းကျမ်းနေရလို့ပြောနေကြတယ်တီတော်ထဲကိုလာတဲ့သူတိုင်းပျောက်ချင်းမလားပျောက်ကုန်ကြတယ်သူတို့ကတော့အဲ့ဒါကိုစုံစမ်းဖို့ရောက်လာကြတာရဲဘော်တို့ခြေတကူကြားတယ်ရဲဘော်တို့အားလုံးပဲတင်းနေကြပါဒီနားတော့ဝိုင်းမှာခြေတကူကြားနေရတယ်ငါရဲ့တွေ့ရတယ်လူသားရတာတောင်းလာနေပြီလေအောင်မဆွဲအစင်းပြေလာပါရှင်မခြေတကူကြားနေရှင်းပါလားလေဟိုခဏတော့ရထားမယ်အရုဘက်ကဆွဲတဲ့ကောင်ပါသွားတယ်ထိခိုက်ကုန်မယ်ဂျင်းကြီးအားလုံးပဲရှုပ်ထွေးနေကြရဲဘော်တို့တင်းနေကြပါအားလုံးပဲသိပြီကိုဟာပါတယ်လေဘာကြီးရဲဘော်တို့တတိယဘုံမုန်းတဲ့ချင်းနေပြနေရဲဘော်တို့ဒီကောင်ဘာကြီးလဲဟာဘလူးတောင်းတဲ့နေရာတွေဒီကောင်လာပြီးဘာလုပ်တာလဲခေါင်းတော့ချောပါဆက်တော့မလဲဗျရေဘူးလို့အလုံးပဲဒီနေ့လောက်ချကြတော့ဆိုရလိုက်တဲ့အာရုံတွေဒီနောက်မှာမင်းရှိနေရဆိုတော့ငါသိတယ်ဘုံနေပဲထွက်လာခဲ့စမ်းပါမင်းကတက်တော့ဂီဘလူးလားတက်တော့ဂီဘလူးကပြောက်ကုန်နေကြပြီမင်းအခုငါသားရလိမ့်မယ်ဟောတလောကလို့ပြည့်စည်ပြီပြောစမ်းမင်းအခုဘာလို့ပြန်ပေါ်လာရလဲဒီလောကနဲ့မင်းနဲ့မသက်ဆိုင်ဘူးဆိုမင်းမသိဘူးလားမင်းနေအောင်မင်းပြန်ပို့ပေးရမယ်မင်းဘာလို့အခုချိန်မှပြန်ပေါ်လာရလဲနိုင်လက်စလို့လည်းပြန်တော့ရတော့မှာပေါ့ဒီကောင်မလာတော့လာမဆုံးမရတော့ဘူးငါလာခဲ့说到不过你哪玩意澳门去年也收皮老爷让我提查一下ဒီလမ်းငါမတော်ရတော့ကြာပြီမင်းနဲ့သူကစားပေးရတော့ဗောဟေးဟာတလောက်ရရထဆဲပါဦးထင်တလောက်လည်းမခဲ့ပါဘူးကွာကျွန်တော်ရဲ့နာမည်ကဇော်ဝနာပါကျွန်တော်မှာညီလေးတယောက်နဲ့ညီမလေးတယောက်ရှိပါတယ်ကျ
ကျွန်တော်တို့ကချမ်းသာရေးမိသားစုပါပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေကြရပေါ့ဒါပေမဲ့ကောင်ဆုံးမှုတွေက2020လောက်မှာပဲစပြီးမထင်မှပဲရောက်လာခဲ့တယ်အဲ့ဒါကကိုဗစ်-19 ရောဂါကြောင့်ကျွန်တော်ရဲ့အဖေနဲ့မိအဆုံးသွားခဲ့ကြတယ်အိမ်မှာအုတ်ထိပ်သူမရှိတဲ့အချိန်မှာဆွေမျိုးတွေကရောက်လာပြီးတော့ကျွန်တော်တို့အမွေပိုက်ဆိုင်သမျှကိုထိတ်သိမ်းမယ်ဆိုပြီးတော့တကယ်အကုန်လူသွားကြတယ်ကျွန်တော်တို့ကချမ်းသာရဲ့ဘဝကနေဆင်းရဲသွားခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ညီငယ်လေးနဲ့ညီမလေးအတွက်သမင်းစာကြည့်ဖို့ကျွန်တော်အလုံးမျိုးစုံလုပ်ခဲ့ရတယ်လူတွေကအနာကျင့်ကြရဗျာကံဆုံးမှုတွေကမပြီးနိုင်သေးဘူးငလင်ဆိုရဲကပ်ပြီးတခုထပ်ပြလာခဲ့တယ်အဲ့ဒီငလင်ကပ်ပြီးမှလည်းကျွန်တော်သိချင်ရကျွန်တော်ရဲ့ညီနဲ့ညီမလေးကအသက်ဆုံးသွားခဲ့တယ်ကျွန်တော်လောကပြန်လာနေတော့ညီငယ်လေးနဲ့ညီမလေးကတိုက်ပြီးတော့တိတ်နေခဲ့ပြီကျွန်တော်ကြေတင်မှုတော့အော်ခေါ်နေခဲ့တယ်ဒါပေမဲ့သူတို့ကမရှိတော့ဘူးသူဆုံးသွားကြပြီကျွန်တော်ကအားတင်းစရာမိကိုစရာမရှိဖြစ်နေခဲ့ပြီကျွန်တော်စိတ်ဓာတ်တွေလည်းကြေပြီးဟောကျွန်တော်တိပိတပင်းအောက်မှာဒူးလေးထောင်ပြီးတော့လက်လေးနဲ့အုပ်ပြီးငိုနေမိခဲ့တယ်လောကကြီးကိုလည်းနာကျင်နေမိခဲ့တယ်လူတွေကိုလည်းအရက်စိတ်နာတယ်ဒီလောကကြီးကအားလုံးကကျွန်တော်လိုမျိုးနာကျင်မှုတွေဖြစ်အောင်လှုပ်ရှင်နေဆိုပြီးကျွန်တော်ငိုပြီးစိတ်ထဲမှာကြိတ်ဆဲနေမိခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်နားမှာဘလူးရိုးလေးတစ်ခုကိုတွေ့ခဲ့တယ်အဲ့ဒီဘလူးရိုးလေးကိုကျွန်တော်ကောက်လိုက်တဲ့အချိန်မှာအကောင်ကြီးနဲ့ဘလူးတစ်ကောင်ထွက်လာခဲ့တယ်သူ့ကိုယ်သူလည်းတတကြီးဆိုပြီးကျွန်တော်စကားတွေပြောရဲနောက်ပြီးတော့ကျွန်တော်မခံချောင်နေလဲပြောရဲကောင်းလေမင်းမို့ဒီချိန်စနေလို့ဘာမှမဖြစ်မလာဘူးကွာမင်းမကိုအားကိုးရလေဘာမှမရှိတော့မင်းဖြစ်တဲ့လောကယူပြစီဝတ်တာနေဘူးအောင်လားမင်းတို့အားကိုးရဘလို့စနေပြီမလေငါစောနေလက်ခံလိုက်စမ်းကွာသူအဲ့လိုပြောတော့ကျွန်တော်အရန်ဟုတ်ပဲကြောက်နေခဲ့တယ်နောက်ပြီးတော့ကျွန်တော်ကောင်းထဲမှာလည်းအတွေ့အများကြီးဝင်ခဲ့တယ်လောကကြီးကိုစိတ်နာတဲ့စိတ်လူတွေကိုမုန်းတဲ့စိတ်နဲ့ပဲကျွန်တော်ဘာမှမသိတော့ဘူးလောကကြီးဖျက်ဆီးဖို့အတွက်ကျွန်တော်အဲ့ဒီအစွမ်းတွေကိုလက်ခံလိုက်ပြီးရအစွမ်းရသွားတဲ့အချိန်မှာခေါင်းစုပ်လေးငုံနေတဲ့ကောင်လေးကကြောက်စရာကောင်းတဲ့ဘလူးကြီးပုံစံဖြစ်လာခဲ့တယ်ဗောလေချစ်ခင်ရတဲ့ပရိသတ်ကြီးခင်ဗျာကျွန်တော်တို့ကတိုးဇလန်တွေအပိုင်းသက်လေးထွက်ဖို့တော့နည်းနည်းကြာသွားတဲ့အတွက်အရင်ဆုံးတောင်းပန်ချင်ပါတယ်။စောင့်မျှော်ပေးကြတဲ့အတွက်လည်းအထူးပင်ကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ဒီပိုင်းလေးမှာလိုအပ်ချက်တွေအမားတွေလိုရင်းသွားရရှိလို့ရှိရင်လည်းပရိသတ်ကြီးတို့အနေနဲ့နားလည်ပြီးဖွင့်လှစ်ပေးဖို့လည်းမျှော်လင့်ပါတယ်။ကျွန်တော်တို့ကိုလည်းဆက်လက်ပြီးအားပေးပါအောင်နော်။